စကလုံးတွေနဲ့တရားစီးမြင့်တွေကိုအများကြီးသင်ယူပြီးခဲ့တဲ့နောက်မှာတော့အင်္ဂလိပ်လိုစဉ်းစားရတာဘာလို့ခက်ခဲနေလဲဆိုတာသင်တွေးဖို့ပါသလားသင်အင်္ဂလိပ်စာဖတ်နိုင်မယ်သင်အင်္ဂလိပ်စာရေးနိုင်မယ်ပြီးတော့သူများပြောတာတွေကိုတော့နားလည်ကောင်းနားလည်နိုင်လိမ့်မယ်ဒါပေမဲ့ကိုယ်တိုင်အင်္ဂလိပ်လိုစဉ်းစားတွေးခေါ်ပြီးပြောရမယ်ဆိုရင်ရုပ်တရက်ကုရှိမှကြီးမားတဲ့နေရာကြီးတစ်ခုလာခြားရတယ်လို့ခံစားရလိမ့်မယ်ဒီလိုဖြစ်ရတာသင်ယူသူအများစုကအင်္ဂလိပ်လိုစဉ်းစားတဲ့ကျွမ်းကျင်မှုကိုတကယ်တမ်းလေ့ကျင့်လို့မရှိလို့ပါသူတို့အင်္ဂလိပ်စာဖတ်တာသူတို့အင်္ဂလိပ်စာရေးတာသူတို့အင်္ဂလိပ်စာနားထောင်တာသူတို့အင်္ဂလိပ်စကားတွေပြောတာတွေကိုလေ့ကျင့်ကြတယ်ဒါပေမဲ့သူတို့ရဲ့အုံနောက်ကသူတို့ရဲ့မူရင်းဘာသာစကားကနေအင်္ဂလိပ်စာကိုစကားလုံးတိုင်းဘာသာပြန်နေတော့မယ်အင်္ဂလိပ်စကားကိုတကယ်တပြတ်ဖို့အဓိကရှုဝက်ချက်ကအင်္ဂလိပ်စာတွေကိုသင်နေရုံနဲ့မပြီးသေးဘူးအမှန်တကယ်လို့ရမှာကိုယ်စိတ်ကိုအင်္ဂလိပ်လိုတိုက်ရိုက်စဉ်းစားတတ်အောင်လေ့ကျင့်ပေးတာပဲဖြစ်တယ်ဒါဆိုရင်ဒါကိုဘယ်လိုလုပ်နိုင်မလဲအရာရာသိငယ်တဲ့အရာတွေကနေစတင်နေလေခင်ဗျားတို့ရဲ့အကောင့်ထဲမှာနေတိုင်းပြောနေတဲ့အတွင်းစိတ်တွေကအတန်အဲ့ဒီအတန်ကိုဖြည်းဖြည်းချင်းလေ့ကျင့်ပေးခြင်းအဖြစ်အင်္ဂလိပ်စာကိုအသုံးပြုနိုင်ပါတယ်ဥပမာပြောရရင်မနေ့အိပ်ရထားတဲ့အခါကိုသွားတိုက်ရမယ်လို့ပြောမယ်အစားကိုဘာသာစကားနဲ့မဟုတ်ပဲအင်္ဂလိပ်လိုဘာသာစကားနဲ့ need to brush my teeth လို့ပြောပါကြောင်းသွားအလုပ်သွားရင်မင်းပတ်ဝန်းကျင်မှာမြင်နေရတဲ့အရာတွေကိုအင်္ဂလိပ်လိုဖော်ပြလိုက်ပါကိုပြောပါဒီနေ့နေရောင်ကတောက်ပနေတယ် the sun is bright today ဒါမှမဟုတ်ကားကမြင်နေတယ် that car is moving fast ပထမတော့စာကြောင်းတွေကနှေးသလိုဖြစ်နေမယ်ဒါမှမဟုတ်ရင်တဘာဝမကျသလိုတောင်ဖြစ်နေလိမ့်မယ်ဒါပေမဲ့ဒီလိုမျိုးကိုအတွင်းစိတ်ကပြောတဲ့အလေးကျင့်ကိုပုံများများလုပ်လေအလိုလျောက်ပိုဖြစ်လာလေပဲနောက်ဆုံးမှာတင်းအုံနောက်ကဘာသာပြန်စရာမလိုပဲအင်္ဂလိပ်လိုစဉ်းစားတတ်လာလိမ့်မယ်နောက်ထပ်အစွမ်းထက်တဲ့နည်းလမ်းတစ်ခုကတော့အတက်နိုင်ဆုံးအင်္ဂလိပ်အတန်နဲ့စကားလုံးတွေနဲ့ကိုဝိုင်းရံထားဖို့ပါပဲအုံနောက်ကရေမြုပ်နဲ့တူတယ်ဗျအင်္ဂလိပ်စာကိုများများကြားလေအဲ့ဒီဘာသာစကားနဲ့စဉ်းစားရတာပိုလွယ်လေပဲဒီလိုတူတောင်းတဲ့သင်ခန်းစာတွေမှာအင်္ဂလိပ်စာကိုလေ့လာရုံလောက်နဲ့မလုံလောက်ပါဘူးအဲ့ဒီအစားအင်္ဂလိပ်စာကိုသင်ရဲ့နေထိုင်မှုပုံစံရဲ့အစိပ်ပိုင်းတစ်ခုဖြစ်အောင်လုပ်ပါ TV show တွေကိုကြည့်ပါ podcast တွေကိုနားထောင်ပါပထမဆုံးမှာအကုန်လုံးကိုနားမလည်ရင်စိတ်မပူပါနဲ့အထူးကတော့သင်ရဲ့နားနဲ့အုံနောက်ကဘာသာစကားရဲ့စီးချက်အတန်အတန်ထားနဲ့တဘာဝအတိုင်းစီစဉ်မှုကိုရင်းနှီးပြီးသားဖြစ်အောင်လေ့ကျင့်ပေးဖို့ပါပဲအချိန်ကြာလာတဲ့မြအဲ့ဒီအတန်တွေကရင်းနှီးလာပြီးသင်အုံနောက်ကအဲ့ဒီအတန်တွေကိုသူ့လိုထုတ်လွှတ်လာပါလိမ့်မယ်အခုဒီမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုရှိတယ်အဲ့ဒါအင်္ဂလိပ်လိုတွေးတာကဘာသာစကားအကြောင်းတတ်မဟုတ်ဘူးရည်ကျင်းမှုနဲ့ဖော်ပြပြောဆိုဖို့အမှုကျင့်တွေအကြောင်းလည်းပါဝင်နေပါတယ်ဘာသာစကားတိုင်းမှာအတွေးတွေကိုစီစဉ်ဖော်ပြတဲ့နည်းလမ်းတစ်မျိုးစီရှိကြပါတယ်ဥပမာအားဖြင့်အင်္ဂလိပ်ဘာသာစကားမှာလူတွေကဝါကြတွေကိုတူတူနဲ့တိုက်ရိုက်ပြောလို့ရှိကြတယ်တင်းရဲ့မိခင်ဘာသာစကားမှာအမြဲတမ်းရှည်လျားပြီးရှုပ်ထွေးတဲ့ဝါကြတွေနဲ့စဉ်းစားဖို့ကြိုးစားနိုင်မယ်ဆိုရင်အဲ့ဒါတွေကိုဘာသာပြန်မှုခက်ခဲပါလိမ့်မယ်အဲ့တော့စကားပြောတဲ့အခါအင်္ဂလိပ်စာကြောင်းတွေကိုတူတူနဲ့လွယ်လွယ်ကူကူပြောဖို့လေ့ကျင့်ပါတကယ်ချင်းကိုစာပို့နေတယ်လို့စိတ်ထဲမှာမှတ်ထားပါအင်္ဂလိပ်လိုစဉ်းစားတာကအများအပြားတူတူနဲ့တိုက်ရိုက်ပြောတတ်ကြတယ်လေတောင်ဝင်တွေအများကြီးနဲ့ရှည်လျားတဲ့နေ့တစ်နေ့ကိုဖျက်ဆီးခဲ့ရလို့အရန်ပင်ပန်းနေတယ်လို့ကိုယ့်ဘာသာစကားနဲ့ပြောမယ်အစားအင်္ဂလိပ်လိုဆိုရင်တော့ I'm so tired today was a long day အဲ့လိုမျိုးပြောနိုင်ပါတယ်ဒါကရိုးရှိလေးနဲ့တဘာဝကြာကြီးမြန်ဆန်နေလေအင်္ဂလိပ်လိုစဉ်းစားတဲ့နေရာမှာနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့အမားလုံးပါကိုကြောက်တဲ့စိတ်ကိုလျှော့ချဖို့ပါပဲအင်္ဂလိပ်စာမှာတရားအမားတွေကိုကြောက်လို့အင်္ဂလိပ်လိုတွေးတာတွေကိုလူတော်များများရပ်တန့်ထားကြတယ်စိတ်ကူးတွေကကိုယ်ပိုင်အတွေးပဲလေဘယ်သူမှတင်းရဲ့အတွေးတွေကိုမကြားနိုင်ဘူးဒါကတင်းရဲ့လုံခြုံတဲ့နေရာ private ပဲလေတင်းကောင်းထဲမှာစဉ်းစားနေတဲ့စာကြောင်းကအတိအကျမမှန်ရင်တော့ကိစ္စမရှိပါဘူးအရေးကြီးတာအုံနောက်ကိုမရက်တက်မယ်အင်္ဂလိပ်လိုလှုပ်ရှားပြောဆိုနိုင်အောင်လေ့ကျင့်ပေးဖို့ပါပဲအချိန်ကြာလာတဲ့အမျှမှန်ကန်တဲ့စကားလုံးတွေနဲ့တရားပုံစံတွေကိုရွေးချယ်တဲ့နေရာမှာတင်းအုံနောက်ကပိုကောင်းလာတာကြောင့်တင်းရဲ့အမားတွေကသူ့လိုယုံနေသွားပါလိမ့်မယ်ဒီအလေးကျင့်ကိုပိုပြီးအားကောင်းလာအောင်တယောက်တည်းရှိနေတဲ့အချိန်မှာအင်္ဂလိပ်လိုကိုပြန်ပြောကြည့်ပြီးတော့လေ့ကျင့်နိုင်ပါတယ်ဒါနဲ့ပတ်သက်ပြီးရှက်တဲ့သူတွေရှိပေမဲ့ဒါကအုံနောက်ကိုလေ့ကျင့်ဖို့အကောင်းဆုံးနည်းလမ်းတွေကတစ်ခုဖြစ်တယ်လေဥပမာပြောရရင်တင်ချက်ပြုတ်နေတယ်ဆိုရင်တင်ပါလုံးနေလဲဆိုတာကိုပြောပြပါအခုကျမဟင်းဟင်းရွက်တွေကိုလီးနေပါတယ် I'm cutting the vegetable now တင်စားထည့်နေတယ် I'm adding the salt အစားစာမှုေးနေတယ် the food smell good ကာမောက်နေတာပဲဖြစ်ဖြစ်လမ်းလျှောက်နေတာပဲဖြစ်ဖြစ်ကလေးတွေစော့နေတာကိုတွေ့တယ် You can say I see children playing ဒီနေ့ရာသီတုကအေးတယ် The weather feels cold day အဲ့လိုမျိုးပြောလို့ရပါတယ်ဒီလိုရိုးရှင်းတဲ့ဝါကြလေးတွေဟာရိုးလေးလို့ထင်ရပေမဲ့တကယ်တမ်းတော့အားကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါတွေကနေ့စဉ်ဘဝနဲ့အင်္ဂလိပ်လိုအတွေးခေါ်တွေကိုဆက်ပေးနေလို့ပါ Visualization လို့ခေါ်တဲ့မြင်အောင်ပုံဖော်ခြင်းကလည်းအကူအညီပေးနိုင်တဲ့နောက်တစ်ကိရိယာတစ်ခုဖြစ်တယ်စကားလုံးတစ်ခုကိုသင်ယူတဲ့အခါမှာအဲ့ဒီစကားလုံးကိုမိခင်ဘာသာစကားအဖြစ်ဘာသာပြန်ုံတက်နဲ့မဆက်သွယ်ပါနဲ့ဥပမာအားဖြင့်ပန်းနီဆိုတဲ့စကားလုံးတစ်ခုကိုသင်ယူတဲ့အခါတိုက်ရိုက်သိစိတ်ထဲကပုံရိပ်တစ်ခုနဲ့ဆက်ပါတောက်ပတဲ့အနည်းရောက်ပန်းနီတစ်လုံးကိုမြင်အောင်လိုက်ပါပျော်ရွှင်ခြင်းဆိုတဲ့စကားလုံးတစ်ခု happiness ကိုသင်ယူတဲ့အခါတစုံတစ်ယောက်ရဲ့မျက်နှာပေါ်ကပြုံးရခြင်းကြီးတစ်ခုကိုမြင်အောင်လိုက်ပါဒီလိုနည်းနဲ့တင်းအုံနောက်ကမွေးရပါဘာသာစကားကနေပြန်ဆိုလို့ဖို့အချိန်ကုန်တက်တာပါလိမ့်မယ်အင်္ဂလိပ်လိုစကားလုံးတိုင်းကိုအတိတ်ပင်နဲ့တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့အတွက်အင်္ဂလိပ်လိုတွေ့တာပုံမြင်လာပါလိမ့်မယ်ဖြစ်နိုင်ရင်အင်္ဂလိပ်စာတွေကိုပဲအဓိကသုံးလို့ရမယ်ပတ်ဝန်းကျင်အခြေအနေတွေကိုဖန်တီးကြည့်ပါဖုန်းရဲ့ဘာသာစကားကိုအင်္ဂလိပ်စာပြောင်းပါဈေးဝယ်စည်းရင်ကိုအင်္ဂလိပ်လိုရေးပါကိုအင်္ဂလိပ်လိုစာတိုလေးတွေပို့ပါအစာပိုင်းမှာထူးဆန်းတယ်လို့ခံစားရရင်တော့ဒါကတည့်ရဲ့အုံနောက်ကိုနေ့စဉ်ဘဝမှာအင်္ဂလိပ်စာနဲ့ရင်းနှီးတာအောင်တွန်းပေးနေတာပဲလေအင်္ဂလိပ်လိုစဉ်းစားတတ်ဖို့ဆိုတာတရက်ထဲနဲ့ဖြစ်လာနိုင်တဲ့အရာမဟုတ်ဘူးဆိုတာကိုသတိရပါဒါကကျွမ်းကျင်မှုတစ်ခုဖြစ်ပြီးတခြားကျွမ်းကျင်မှုတွေလိုပဲလေ့ကျင့်နေလေပိုတိုးတက်လေပဲလေ
နောက်ဆုံးအနေနဲ့စုလက်ကြောင်းစဉ်းစားကြည့်အောင်အင်္ဂလိပ်လိုစဉ်းစားဖို့ဒီလောက်ထိကြိုးစားအထောက်အသင့်တဲ့အကြောင်းရင်းကဘာလဲအဲ့ဒီအဆင့်ကိုရောက်သွားပြီဆိုရင်အရာအလုံးကပိုလွယ်သွားလိမ့်မယ်မင်းစကားပြောရရင်ပုံမြင်လာမယ်ပိုပြီးရှင်းရှင်းလေးလေးနားလည်လာမယ်ပြီးတော့ပိုပြီးယုံကြည်မှုတွေရှိလာမယ်ဘာသာပြန်နေဖို့အချိန်များကြီးမကုန်တော့ဘူးဘာသာပြန်နေမဲ့အစားတင်ဟာဘာသာစကားထဲမှာပဲနေထိုင်သလိုဖြစ်နေလိမ့်မယ်အဲ့ဒီခါမှာအင်္ဂလိပ်စာဟာတင်လေးလာနေရတဲ့ဘာသာရပ်တစ်ခုတသက်မဟုတ်တော့ဘူးတဘာဝကြကြအသုံးပြုတဲ့ကိရိယာတစ်ခုလိုဖြစ်လာတော့မှာဒါကြောင့်နောက်တစ်ခါခေါင်းထဲမှာဘာသာပြန်နေတာကိုသတိထားမိရင်ခဏရက်ပြီးအတွေးကိုအင်္ဂလိပ်လိုတိုက်ရိုက်စဉ်းစားကြည့်လိုက်ပါနည်းနည်းချင်းစီစတင်မှာစိတ်ရှိရှိထားပါပြီးတော့လေ့ကျင့်နေပါအချိန်ကြာလာတဲ့မြတင့်ရဲ့အုံနောက်ကအသားကျသွားပါလိမ့်မယ်တနေ့မှာတင်သတိမထားမိလိုက်ခင်မှာပဲတင့်ရဲ့ပုံမှန်စဉ်းစားပုံကအင်္ဂလိပ်လိုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါလိုဖြစ်လာတဲ့အခါတင့်ရဲ့တင်ယူမှုခရီးမှာလွတ်လပ်မှုအသစ်တစ်မျိုးကိုခံစားရပါလိမ့်မယ် Okay အားလုံးပဲခုကို give site ပါ Please like and subscribe Thank you